ဒီနေ့ကျွန်တော် review လုပ်ပေးသွားမယ်ရုပ်ကတော့ Superman movie အတွက် Hot Toy ကနေထုတ်ထားတဲ့ figure ပဲဖြစ်တယ်ပေါ့နော်လာတဲ့ပုံ design ကတော့တွေ့ရတဲ့အတိုင်းပဲ movie ရဲ့ poster ကိုသူလုပ်ထားတယ်ပြီးရင် plastic နဲ့ဒါနှလွှာလုပ်ထားရပေါ့နော်ဒီအပြင်မှာ as symbol တို့ရိုက်ထားရပေါ့လေအဲ့အလေးကတော်တော် catchy ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဟိုတော်တော်လေးလမ်းနေပေါ့လေဒီပုံ design နဲ့တယ်တကယ်တမ်းကတော့ဒါအခုမှ unboxing အစ်စ်မယ်ပေါ့နော်ဒီမန်စားပြီးအပေါ်တက်ပြီးဆိုတာနဲ့အရုပ်ပုံရောက်နေတယ်ချက်ချင်းမှားသွားပြီးတော့ဖောက်တာဆိုတာမနေနိုင်တော့လို့တတိလိဒါနဲ့ဒုခွေပေါက်လိုက်တယ်ပေါ့နော်ဒီအရုပ်ဖောက်တဲ့ဟာကိုတော့အရန်ဒီတော့ကျွန်တော်မပြတော့ဘူးဒီကဖောက်ရင်းနဲ့ဟိုနည်းနည်းတိုင်ပတ်သွားလေးရှိလို့ပေါ့လေဆိုတော့ဒီမှာက Superman နဲ့crypto လေးပေါ့နော်အကောင်ပူတွဲပါတယ် Superman ရုပ်ကတော့မြင်တဲ့အတိုင်းပဲ interior lighting တကယ်တော့ပြတင်းပေါက်နာပေါ့နော်ပြတင်းပေါက်နာ lighting လောက်ဆိုရင်တော့တော်တော်မစိုးဘူးကြည့်လို့အဆင်ပြေလို့မြင်တယ်ဒါတော့ကျွန်တော် outdoor test လေးပေါ့လေသူကနေကနေသူ့မျက်နှာပေါ် direct ကျနေတယ်ဆိုရင်တော့အဲ့လိုနှလုံးပေါ်မှာသူအဲ့လို highlight ကို catch ဖြစ်တယ်ပေါ့လေအဲ့လိုဆိုရင်အဆင်ပြေတယ်ဒါပေမဲ့နေကွေရဘက်မှာဆိုရင်တော့မြင်တဲ့အတိုင်းပဲ Michael Jackson ရုပ်လောက်တော့ဖြစ်သွားရပေါ့နော်ဆိုတော့ David Corran ဆွဲနဲ့တူတယ်ဆိုရင်တော့မျက်နှာတဲကိုနေကြနေဖို့လိုတယ်ပေါ့လေဒါကတော့ကျွန်တော် YouTube video တွေမှာလည်း explore လုပ်ရင်းနဲ့တွေ့ဖြစ်တဲ့အချက်ပေါ့ပုံမှာတော့မြင်တဲ့အတိုင်းပဲဒီလိုမျိုးနှစ်ဖက်ပါပေါ့နော်ဒီမှာဆိုရင် look up ဆိုတဲ့ title လေးနဲ့လာတယ်အထဲမှာတော့ဒီ figure အတွင်းပိုင်းမြင်ရမယ်ပေါ့လေဟုတ်ကဲ့အရင်ဆုံးဒီလက်ရဲ့ articulation ပေါ့နော်prototype version တုန်းကကျွန်တော်တွေ့ရတဲ့လက်ရဲ့ articulation ကတော်တော်ကြီးကောင်းတယ်တော်တော်ခြေထားတယ်ဒါပေမဲ့အခုဒီ final product မှာမြင်ရတဲ့လက်ကတော့ဟိုမကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့စေးသားပေါ့နော်စေးသားနည်းနည်းကိုရော့သွားရခံစားရတယ်ဒါ close up ပေါ့နော် close up တစ်ချက်ကြည့်လိုက်ရင်အကျော်လေးပေါ်နေရတော့ပါသေးရပေါ့လေHot Toy ရဲ့နောက်ပိုင်း product တွေကတော့တည့်တဲ့အတိုင်းပဲ rolling eyeball နဲ့လာတယ် rolling eyeball တွေကဘာ tricky ဖြစ်လဲဆိုတော့ဒီ position မှန်ကို rolling မလုပ်ထားဘူးဆိုရင်အဲ actor ရဲ့ရုပ်နဲ့တူဖို့တော်တော်တိုင်ပတ်တယ်ပေါ့လေဆိုတော့ဒီမျက်လုံး position ကိုသူ့ဟာနဲ့သူနေရာတကျဖြစ်အောင်ဟိုချိန်ထားဖို့ကတော့အရေးကြီးရလို့ကျွန်တော်မြင်တယ်ဆိုလဲဒီနားလေးမှာ Superman iconic garlic hair လေးကိုဟိုပျော်စား version လေးနဲ့ထည့်ပေးတာတော်တော်လေးသဘောကျဖို့ကောင်းတယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ cape ပေါ့နော် cape ကဒီမှာ wire cape ဖြစ်သွားတယ် wire cape ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့လူချင်းတဲ့ပုံဘာညာအဲ့လိုမျိုးလည်းညှစ်ပြီးဟိုပုံသွင်းလို့ရရပါလေဒီမှာထောင်စုံလေးမှာဆိုလဲအဲ့ဒီဂျင်းနန်ဂျူကိုထည့်ပြီးတော့သူထည့်ထုတ်ထားတယ်ပေါ့လေဒါပေမဲ့ကျွန်တော်မကြိုက်တဲ့အချက်ကတော့အဲ့တူးကြောင့်ပဲနည်းနည်းလေးပြီးတော့ cape ကအောက်ကိုပြန်ပြုတ်ကျနေရပေါ့နော်အဲ့ဒီအချက်တော့ကျွန်တော်အရင်မကြိုက်ဘူးကျွန်တော်အဲ့လိုပေါ့ပါလေးအဲ့လိုပုံသိမ်းလို့ရမယ်ထင်တယ်အဲ့လိုမဖြစ်ခဲ့ဘူးပေါ့လေ product ကသူ့ရဲ့ leather boot လေးတွေကတော့တော်တော်မိုက်တယ်အဲ့မှာမြင်တဲ့အတိုင်းပဲ detail တော်တော်ပါတယ်ပေါ့လေအဲ့မှာ zip လေးတွေကအစဟိုတေချာလောက်ထားပေးရပေါ့လေပြီးတော့ဒါရှိကဆိုလဲဒီလိုခြေထောက်ကိုဒီလောက်ထိတော့တဆုံခွေးလို့ရတယ်အပေါ်ဒီလောက်ထိနှောက်လို့ရတယ်ပေါ့လေပြီးရင်ဒီကပတ်ပေါ့နော်ကပတ်ဆိုလဲကပတ် material က leather နဲ့ plastic အရောလေးလို့ကျွန်တော်ထင်တာပဲပြီးတော့ဒီရင်ဘက်ကတစ်စိတ်ပေါ့နော်တစ်စိတ်ကတော့မြင်တဲ့အတိုင်းပဲ prototype တဲ့အများကြီးကောင်းပါတယ်တာပါတယ်ကြောဘက်မှာဆိုလဲဒီ assemble လေးပါတော်တော်လေးမိုက်တယ်ပေါ့လေဝေယုံပေါ်မှာအဲ့ material လေးနဲ့ဟိုအင်ကြီး fabric ရဲ့ detail ကတော့မြင်တဲ့အတိုင်းပဲတော်တော်ကြီးကိုအသေးစိတ်လောက်ထားတယ်ဒါပေမဲ့လည်း stay movie accurate တော့မဟုတ်နေသေးတဲ့အပိုင်းလေးရှိသေးရပေါ့လေဒါပေမဲ့လည်းHot Toy လက်တာတနိုင်တစ်ပိုင်းနဲ့သိုးနိုင်တဲ့ scope ထဲကနေဟို detail ကိုရသလောက်ဟို service detail ကိုရသလောက်ဖြန့်ထည့်ထားရလို့မြင်တယ်ပေါ့လေဘာပဲပြောတော်တော်ကြီးတော့ကျွန်တော်အားရတယ်အားရတာကြီးပြောပြီးဆိုတော့အားမရတဲ့အချက်ကတော့ crypto လေးပေါ့လေ
crypto လေးကတော့သူ product စပြီး announce လုပ်ကြတဲ့ဒါအဖြစ်ခံလေးဆိုတော့ဟိုကျွန်တော်အစရတည်တယ်ဒါပေမဲ့သူ့မှာလည်းဘာပြောဒီ wire cape လေးကောင်းကောင်းမွန်မွန်ပါတာလေးကတော့မစိုးဘူးပေါ့လေအမှန်တိုင်းပြောရင်ဒီ Superman ရဲ့ cape ထက်တောင်မှသူ cape လေးကနည်းနည်းပိုပြီးတော့အပေါ်မှာလွှင့်တာလေးဘာလေးညာလေးမစိုးဘူးလို့မြင်မိရပေါ့နော်channel ကတော့ဒီ base plate ပေါ့နော် base plate ကတော့သူ့ရဲ့ Fortress of Solitude ကိုလုပ်ထားတယ်အပေါ်မှာ magnet နဲ့တချောင်းပြီးရင်တော့ဒီအောက်ကတော့ဒီမှာ like floating position မဟုတ်ပဲ then standing position လုံးမယ်ဟို post ထားမယ်ဆိုရင်တော့ဒီ stand လေးတွေကနည်းနည်းပိုပြီးအဆင်ပြေရပေါ့လေဆိုတော့ stand ကတော့ကိုယ်စိတ်ထိုက်နှစ်မျိုးရွေးလို့ရတယ်ကျန်တဲ့အပိုင်းကတော့မြန်မြန်ဆန်ဆန်သိမ့်မရှိတော့ဘူးဒီ Superman Hot Drawing ဘက်ကစပြီး announce တုန်းက Inner ကလည်း announce လုပ်တယ်ပေါ့နော်ဆိုတော့ဒီ Hot Drawing နဲ့ Inner နဲ့ကြားထဲမှာကျွန်တော်ပြာများခဲ့ရပေါ့လေဘာပြောဟိုကျွန်တော်ဒီ Hot Drawing ကိုရွေးချယ်ပြီးတော့ဟိုလက်ထဲကို product ရောက်လာတဲ့အခါမှာလည်းသူကလည်းသူဂျင်းနဲ့စရာတန်လောက်ဂျင်းနဲ့ရရပေါ့လေဆိုတော့ဒီ Superman movie အပြီးမှာ Hot Drawing ဘက်က announce လုပ်လာတဲ့ဒီ product ကဘာပြောအင်အားကိုရှင်နိုင်ခြင်းမှလည်းရှင်နိုင်လိမ့်မယ်ဒါပေမဲ့ဘာပြော figure ကောင်းတစ်ခုဖြစ်တယ်လို့တော့ဟိုပြောလို့ရရပါတော့ဆိုတော့ yeah အားလုံးပဲဒီနေ့ကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ဆုံးရတာပေါ့